ကျွန်တော်ရှင်းမှကျွန်တော်အပုတ်တွေနဲ့ကြော်ခဲ့ပါလေသူဒီခန်းကနိုင်တဲ့ခန်းခုနပြတ်ထားတဲ့ခန်းကကြတော့ကားဘူးအောင်ထဲမှာခန်းမို့လို့ခုနည်းနည်းကြော်လိုက်တာပေါ့နော်အဆုံးထိလိုက်ခဏဆောက်လိုက်ဒီတော့နည်းနည်းလုပ်လိုက်တာကောင်းတယ်ဒီဘက်တော့ကောင်းတယ်ညဘက်လည်းကောင်းငါဒီကောင်းအောင်တင်းလိုက်အတန်နဲ့ပြင်ကောင်းဟုတ်တယ်အတန်နဲ့ပြင်ကွာဘာလို့လဲနောက်တော့တယ်လားဟဲ့ခက်တာဒီကောင်လူဆဲရရပါခွင်းလို့ပေးပါလို့တောင်းမှာပါရနော်ဗီဒီယိုရဲ့တဝက်ရောက်နေလို့ခုမှတတိယလို့ပါလို့ပြောမရအောင်ပါသင်ဘူးတော့မကောင်းဘူးခဏဟိုကောင်ကဘယ်ရောက်อ่ะဟိုဒီမှာဟုတ်ကဲ့ဒီရောမလို့နည်းလုံးလိုက်တာကောင်းမှာမင်းတို့နင့်လာတယ်ဟာအဲ့ဒါနင့်လာတော့ဘယ်ကြီးနေမသားဘူးကောင်းလဲပေါ်ဒီပေါ်ရောက်လာကောင်းမှာဒီနေလို့တူပြီးတေးလိုက်တော့မယ်အားတူနေမှာဆိုတော့ပုံမှန်ကွာနီလားဒီကြအဲ့တော့အတန်ပြီးလာဟိုတော့တို့ line လေးနဲ့ထင်နေလို့နော်စောပါတိတ်မကောင်း line လည်းတိတ်မကောင်းစောတဲ့လူတွေကလည်းအတုံးမကြဘူးလို့ကျွန်တော်တောင်းမှပါလေငါပါမနိုင်ငါပါမနိုင်သူငါတရားလီဝသူကြည့်ရပါလေYouTube ဝါကြည့်ပြီးတော့ငါပါမနိုင်တာတောင်းဟုတ်ကွာနီဘယ်မှာတက်တယ်အေးလို့တန်ပြီးလို့မရဘူးใช่ไม่ဖုန်းတော့ဒီခေါ်ပါဟောနင်းဝင်วันนี้ line လည်းနေပါရဲ့လို့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဘာလို့လဲဟာကျန်သွားတယ်တော်တော်လေးကရှင်းကြတာဟောခဏလေးမှထားလိုက်ပြီးပြန်ခေါက်လိုက်ဒါပြီးတော့ပြီလားဟောဒီငါလို့နေပြီးတော့မတွေ့ရဟိုတော့ပြီနော်တောက်တော့ဟာနော်ဘာကြည့်ဒီကဟိုဆောင်းအဲ့ကြည့်ရဒီ line နဲ့နေရတာမသိဘူးဟုတ်ကဲ့ကျွန်တော်နိုင်တဲ့ခန်းနေပါပါတယ်နော်ကျေးဇူးပါနောက်ကကြာကျွန်တော်